မြတ်စွာဘုရားဝိချတဲ့ဤပေးထားတာကျမ်းမာရေးအတွက်ဝိချတဲ့ဤလေးမှတ်သားထားခြင်းတော့ကောသလမင်းကြီးဝိချတဲ့ဤဟာမြတ်စွာဘုရားသွန်သင်ပြတာဆေးတွေတောက်ပြီးတော့ဝိမချနဲ့ဒုက္ခရောက်သွားမှာအဲ့တော့ဝတ္တုတို့မှတ်ဖို့ပေါ့နော်ဘယ်လိုဝိချမလဲဆိုတာကိုလူသားတယောက်ဟာတတိရှိရှိနဲ့အစားအသောက်ကိုစဉ္ញင်တုံတရားနဲ့စားမယ်ဆိုလို့ရှိရင်ယောဂဝေဒနာတွေနေပါမယ်တဲ့။အိုချင်းတရားကလည်းပဲအသက်ကိုထိမ့်သိမ်းဆော့ရှော့ပြီးဖြည်းဖြည်းပဲအိုတယ်ရုပ်ချင်းမအိုဘူးဆိုလိုတာကြမ်းပါတယ်လို့ပြောတာနော်။အစားအစာကိုတတိနဲ့စားလို့ရှိရင်အတိုင်းအတာတစ်ခုနဲ့စားမယ်ဆိုလို့ရှိရင်ကြမ်းပါတယ်လို့မြတ်စွာဘုရားကအဲ့ဒီအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုကောသလမင်းကြီးရဲ့တူသုထတနာလို့လည်းခေါ်တယ်ဥတ္တရလို့လည်းခေါ်တယ်အဲ့ဒီကောသလမင်းကြီးရဲ့တူကိုသင်ပေးထားပြီးတော့ကောသလမင်းကြီးပွဲတော်တည်တဲ့အခါမှာထမင်းစားတဲ့အခါမှာအဲ့ဒီဂါထာကိုရွတ်ခိုင်းတယ်နော်တတိပေးတာပေါ့အဲ့တော့ဘယ်အချိန်ရွတ်ရအောင်ဆိုရင်စားလည်းမရွတ်နဲ့စားလို့အလယ်လောက်ရောက်လည်းမရွတ်နဲ့နောက်ဆုံးပြီးကနေတလုံးလောက်ကြံပြီဆိုတဲ့အချိန်လေးမှာရောလို့အဲ့ဒီအချိန်မှာဒါဆိုလိုတာကတော့ကောသရမင်းကြီးဟာတဝါတပြေကြီးစားတယ်စားတဲ့အခါမှာနောက်ဆုံးတလုံးစားတော့မယ်ဆိုတဲ့အချိန်လေးမှာတတိပေးလိုက်တာပေါ့လေတိုင်းတာနဲ့စားတဲ့နဲ့ဓမ္မယောဂသက်သာမယ်ယောဂဝေဒနာတွေမရှိဘူးဖြည်းဖြည်းအိုတယ်ဆိုတာဒီအိဗယ်ရှိတဲ့ကာလလေးရွတ်လိုက်တဲ့အခါကောသရမင်းကြီးကနောက်ဆုံးထမင်းလို့ကိုမစားတော့ဘူးတတိယသွားတော့အဲ့ဒါဖယ်လိုက်တယ်စားခြင်းနေတော့မယ်ဒါပဲသူဖယ်လိုက်တယ်ဖယ်လိုက်တဲ့အခါကျတော့အဲ့ဒီထမင်းလုံးတွေကိုထမင်းစီတွေဘယ်နှစီတုံးဆိုရေတွက်ခိုင်းတယ်ဗျာရေတွက်ခိုင်းပြီးတော့နောက်တည့်ရကျတော့အဲ့ဒါလောက်ရှော့ချဲတဲ့နောက်တည့်ရကျထမင်းကအဲ့ဒီထမင်းစီလောက်ထပ်ရှော့ချလိုက်တယ်အဲ့ဒါလို့နေ့စဉ်နောက်ဆုံးတလုံးလျှော့သွားပြီးတော့ချက်တဲ့အခါမှာလေဆံကိုရှော့သွားတာအဲ့တော့နှစ်ထပ်ခွန်းလျှော့တာပေါ့နော်မသိမသာလျှော့သွားတာတနေ့ကိုတလုံးလျှော့တယ်လို့ထင်ရလောက်အောင်သို့တော့တနေ့ကိုနှလုံးလျှော့တာနဲ့ဆိုရင်တနေ့ကိုနှလုံးလျှော့မှသူမသိဘူးတလုံးစားပဲထင်တယ်အဲ့ဒါလို့လျှော့စားသွားတာနောက်ဆုံးဒီယောက်ျားတစ်ယောက်စားနိုင်တဲ့အတိုင်းအတာစားလို့ရတဲ့အတိုင်းအတာအကန့်အသတ်တွေရှိတယ်အဲ့ဒီအတိုင်းအတာရောက်တဲ့အခါကျတော့မြတ်စွာဘုရားဒီနောက်မရွတ်နဲ့တော့အဲ့ဒီခါတာအဲ့ဒါတော့စားပါစေတော့အဲ့ဒါလိုအပ်တဲ့ဝိတ်ချသွားကောသလမင်းကြီးကလေလို့ထိုင်လို့အစဉ်ပြေလို့ဘုရားပေါ်မှာကျေးဇူးတင်နေအဲ့ကြသူဟာသွားလို့လာလို့ပေါ့ပါထိုင်လို့ထားလို့ပေါ့ပါအရင်တော့ဆိုရင်ထမင်းစားပြီးဆိုရင်သူဒုက္ခတွေရအောင်လို့အိတ်ချင်တယ်နော်အထိုင်ထားတွေခက်တယ်အဲ့ဒါလို့အစာကြီးတာတွေပေါ့နော်ကောသရမင်းကြီးကိုဝိချာနိအဲ့ဒါလို့ပေးထားတာအဲ့တော့တယောက်ကိုအဲ့ဒါလေးမှားထားပြီးထမင်းကိုနောက်ရက်ရှော့ချက်တာအဲ့ဒါလို့ရှော့ချက်ပြီးတော့ဝိချသွားပြီးတော့အတိုင်းတာတစ်ခုရောက်ပြီဆိုတဲ့အခါကျတော့ဆက်မချနဲ့တော့အဲ့ဒါလို့မြတ်စွာဘုရားရဲ့ဝိချနိယအဲ့ဒါလို့ချအဲ့တော့မသိမသာဝိချပြီးတော့ကြမ်းမှသွားတယ်လို့ဆို